ခေါင်းကိုက်တာနဲ့ခါနာတာတိုင်းကအန္တရာယ်ရှိနိုင်တာလူတိုင်းနေ့စဉ်ဘဝမှာခေါင်းကိုက်တာခါနာတာကိုခဏခဏကြုံမှုကြမှာပါတခါတလေမှာအလုံးမအားတာကြောင့်သတိမထားမိလိုက်တာမျိုးရှိသလိုတခါတလေမှာယောဂဖြစ်နေပြီလားဆိုပြီးတော့စိုးရိမ်စိတ်ဝင်တတ်ကြပါတယ်တကယ်တော့ခေါင်းကိုက်တာနဲ့ခါနာတာဟာခန္ဓာကိုယ်ကကျွန်တော်တို့ကိုသတိပေးနေတာဖြစ်ပြီးတော့အမြဲတမ်းကြီးတော့လည်းစိုးရိမ်စရာမလိုပါဘူးဒါပေမဲ့ဘယ်အချိန်မှာဆရာဝန်တွေနဲ့ပြသတင်နေဆိုတာကိုတော့သိထားဖို့လိုအပ်ပါတယ်ပထမဆုံးအနေနဲ့ခေါင်းကိုက်ခြင်းကိုဘယ်အချိန်မှာ view site တင်နေဆိုတာကိုပြောပြပေးပါမယ်အများစုဖြစ်လေ့ရှိတဲ့ tension headache လို့ခေါ်တဲ့စိတ်ဖိစီးမှုကြောင့်ခေါင်းကိုက်တာနဲ့ migraine လို့ခေါ်တဲ့ခေါင်းတစ်ချမ်းကိုက်တာတွေကများသောအားဖြင့်ဆေးတောက်လိုက်ရင်တော့တက်တာတော့များပါတယ်ဒါပေမဲ့အခုပြောပြတဲ့ချက်တွေကိုခံစားနေရပြီဆိုလို့ရှိရင်တော့သင်အနေနဲ့ဆရာဝန်တွေနဲ့ပြသဖို့လိုအပ်နေပါပြီအရင်ကတခါမှမဖြစ်ဘူးပဲနဲ့အပြင်းထန်ဆုံးခေါင်းကိုက်ဝေဒနာကိုစတင်ခံစားလာရတာခေါင်းကိုက်တာနဲ့အတူအမြင်အာရုံဝေဝါးလာတာစကားပြောတာခက်ခဲတာဖျားတာနာတာနဲ့အတူဇက်တွေလှည့်မြအောင်တောင့်တင်းလာတာဒါမျိုးလက္ခဏာတွေဖြစ်နေပြီဆိုရင်တော့ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့လိုအပ်နေပါပြီခါနာတာအတွက်ဆိုရင်တော့တာမန်ညောင်းနာတာအာယုံကြောကြောင်တာဆိုတာကိုတေချာခွဲခြားသိဖို့လိုအပ်ပါတယ်အလေးပင်မလို့ဒါမှမဟုတ်ထိုင်မို့ထိုင်နည်းမမှန်လို့ခါနာတာမျိုးတွေကရက်အနှဲငယ်အတွင်းမှာပဲပြန်ကောင်းသွားတတ်ပါတယ်ဒါပေမဲ့ဒီချက်တွေခံစားနေရပြီဆိုလို့ရှိရင်တော့ကြောရိုးနဲ့အာယုံကြောဆိုင်ရာစစ်ဆေးမှုတွေလုပ်ဖို့လိုအပ်နေပြီဖြစ်ပါတယ်ခါကနေတစ်ဆင့်တင်မားနဲ့ခြေထောက်တွေအထိကျင်သွားတာခြေလက်တွေလေးလံလာတာဒါမှမဟုတ်ပို့ပြီးတော့ထုံကျင်လာတာအနားယူနေပေမဲ့လည်းနှစ်ဖက်တက်ကြုံအောင်နာကျင်မှုကမတက်တာဒါမျိုးတွေဖြစ်နေပြီဆိုလို့ရှိရင်တော့ကြောရိုးနဲ့အာယုံကြောဆိုင်ရာစစ်ဆေးမှုတွေကိုပြုလုပ်ဖို့လိုအပ်နေပြီပဲဖြစ်ပါတယ်ကျွန်တော်ဒေါက်တာမျိုးတီယာပါ Travel Patient Talk ရဲ့ Medical Consultant တူဖြစ်ပါတယ်ကျန်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို Travel Patient Talk ကနေမျှဝေပေးသွားမှာပဲဖြစ်ပါတယ်